သာသနာတော်နှစ်2554ခုကောဇာတက္ကီ1382ခုတပေါင်းလဇန်14ရက်နေ့ညရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မလွန်ဆန်လူအသင်းတောက်35ကြိမ်မြောက်ရည်ရချတရားပွဲဓမ္မသဘင်မှာဦးဇင်းတို့ဒီကနေ့နောက်ဆုံးညအဖြစ်ဖြင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုမြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုဟောကြားခွင့်ရပါတယ်ဘေးသက်ပေါင်းသူတော်ကောင်းတို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုနာယူကြည်ညိုခွင့်ရကြတယ်ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ညဦးဇင်းတို့ဗတ်တရားဟောမှာတော့ဆိုလို့ရှိရင်ခုတ်တကနိကေဓမ္မပဒပါဠိတော်အဋ္ဌဝက်မှာအတ္တဝက်မှာလာရှိတဲ့ရှင်ကုမာရကတ္တပမာတာရှင်ကုမာရကတ္တပရဲ့အမေရှင်ကုမာရကတ္တပဆိုတာဘေးသက်ပေါင်းသူတော်ကောင်းတို့သိကြပါလိမ့်မယ်စမ်းကြဲတဲ့တရားစကားပြောကြားတဲ့နေရာမှာဣတရေရတဲ့မထေရမြတ်ကြီးပေါ့နော်အဲ့ဒီရှင်ကုမာရကတ္တပရဲ့အမေဘိက္ခုနီမကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားတရားဂါထာတပုတ်ဟောထားတာရှိပါတယ်အဲ့ဒါကိုဒီကနေ့ညအခြေခံပြီးတော့နောက်ပြီးတော့ဓမ္မပဒပါဠိတော်မှာပဲဘာလဝတ်ထဲမှာသုပ္ပဗုဒ္ဓလူနူတကားကြီးကိုအကြောင်းပြုပြီးတော့ဒီတကားကြီးအကြောင်းလည်းပဲဟောဒီပိသအလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်နော်အဲ့ဒီသုပ္ပဗုဒ္ဓလူနူတကားကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဒေသနာတကားထာရှိပါတယ်အဲ့ဒီဂါထာနှစ်ပုဒ်ကိုအခြေခံပြီးတော့ဇလန်းနေဇက်ွက်တွေကတော့အလုံးကြားဘူးနာဝရှိပြီးသားဖြစ်ပေမဲ့လို့အဲ့ဓာတွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့တရားဒေသနာတော်တွေကြတော့စိတ်ထဲမှာမှတ်သားမိတာအာနယ်ချက်တွေရှိကောင်းရှိလိမ့်မယ်နော်အဲ့ဒီတော့အဲ့ဒီတရားအနှစ်သာရတွေကိုဦးဇင်းတို့ကသဘောကျလွန်းလို့ဝိထုဇလန်းတွေကိုဦးစားပေးပြီးတော့မပြောဘဲနဲ့အဲ့ဒီတကားကြီးတက္ကမကြီးတွေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့တရားအနှစ်သာရလေးတွေအဲ့ဒါကိုဦးဇင်းတို့ကဗမာလိုခေါင်းစဉ်လေးနားလည်လွယ်အောင်တက်ပြီးတော့ဟောပြမယ်အာကိုရာလားယံသူလားတဲ့တရားခေါင်းစဉ်ကပြောကြည့်စမ်းမအောင်အာကိုရာလားယံသူလားဆိုတော့မေးထားတဲ့မေးခွန်းကလေးသူများကိုမေးရမှာမဟုတ်ဘူးကိုမေးရမှာအဲ့ဒါဦးဇင်းတို့နည်းနည်းလေးအပြည့်စုံပြောမယ်ဆိုရင်တော့ကိုဟာကိုအတွက်အားကိုးရာလူတယောက်ဟုတ်သလားဒါမှမဟုတ်ကိုဟာကိုအတွက်ရန်သူတယောက်များဖြစ်နေလားဆိုတဲ့အဓိပ္ပာယ်အတ္တဟိအတ္တနောနာထောမိမိဒီပင်လေမိမိရဲ့အားကိုးရာလို့ဒီပိဋကကြီးဒီစကလုံးတော်ကိုရိုးနေအောင်ကြားဘူးတယ်နော်လူတိုင်းလည်းပဲစာထဲမှာလည်းရေးကြနှုတ်ထဲမှာလည်းရွတ်ကြပေါ့အတ္တဟိအတ္တနောနာထောမိမိဒီပင်လေမိမိရဲ့အားကိုးရာမိမိမှတပါအခြားသောပုဂ္ဂိုလ်တွေဟာအားကိုးရာမဟုတ်ဘူးလို့ကြားဘူးတယ်ကိုအားကိုးမယ်ဆိုတော့ဘာအစွမ်းအစမှမရှိတဲ့ဘာကောင်းတာမှမရှိတဲ့ကိုဟာကိုအတွက်အားကိုးရာဖြစ်နိုင်မှာမလားလူတိုင်းဟာကိုအားကိုးတတ်တယ်ဆိုရင်အပေကြတဲ့တတ္တဝါဘယ်ရှိမှာလဲအဲ့ဒီတော့လူတိုင်းရဲ့ကိုဟာသူတို့အတွက်သူတို့အားကိုးရာအသီးသီးမဖြစ်ကြဘူးဆိုတဲ့အဓိပ္ပာယ်ဒီတော့မြတ်စွာဘုရားကလည်းအဲ့ဒါကိုပြည့်စုံအောင်ဟောပါတယ်ကိုရှုံးမှဒါနမှုတွေသီလမှုတွေဘာဝနာမှုတွေဖြစ်လာအောင်အည်အသွေးတွေမြင့်မြတ်တာတွေဖြစ်လာအောင်ကိုရှုံးမနိုင်မှကိုဟာကိုအတွက်အားကိုးရာဖြစ်မယ်အလကားကြီးပေါက်လို့ပဲသားလှုပ်ချင်ရလှုပ်ပြောချင်ရပြောကြမ်းချင်ရကြမ်းနေတဲ့ကိုဟာကိုအတွက်အားကိုးရာမဖြစ်နိုင်ဘူးနော်ကောင်းတဲ့ကိုဒီသာလဲကိုအတွက်အားကိုးရာဖြစ်မယ်ခုလူတွေကတာမန်ပဲနားလည်ထားတာငါဟာငါအတွက်အားကိုးရာဘာရှိလဲနော်အားကိုးရာရှိအောင်လှုပ်ထားရင်တော့အားကိုးရာဖြစ်တယ်ဒါကိုရည်ရွယ်ပြီးတော့ကိုဟာကိုအတွက်အားကိုးရာလူတယောက်ဟုတ်သလားအားကိုးလောက်သလားနော်နောက်တစ်ချက်ကကိုဟာကိုအတွက်ရန်သူများဖြစ်နေမလား
ဒါလည်းပဲမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာကိုဦးဇင်းတို့အမိပြုပြီးတော့တရားကောင်းစဉ်လေးပေးတာကိုဉာဏ်နဲ့ကိုထွင်ပြီးတော့ပေးတာမဟုတ်စရန္တိဘာလာဒုမေတာအမိတ်တေနေဝအတ္တနာဒုမေတာပညာနေကြကုန်သောဘာလာမိုင်မဲကြကုန်သောတတ္တဝါတို့သည်အမိတ်တေနေဝအတ္တနာမိမိသည်ပင်လည်းမိမိရဲ့ယံသူဖြစ်၍စရန္တိတန်တရားကြီးထဲမှလှည့်လည်၍နေကြကုန်၏မိုက်တဲ့ပုဂ္ဂိုလ်တွေမသိတဲ့ပုဂ္ဂိုလ်တွေဟာမကောင်းတာတွေလုပ်ပြီးတော့မိမိကိုယ်ကိုမိမိဒုက္ခရောက်အောင်လုပ်ပြီးတော့တန်တရားကြီးထဲမှာအမိတ်တေနေဝအတ္တနာကိုယ်သည်ပင်လျင်ကိုယ့်ရဲ့ယံသူဖြစ်၍တဲ့စိတ်ဝင်စားစရာအင်မတန်ကောင်းတဲ့စကားလုံးလေးကိုကိုအင်မတန်ချစ်တယ်နော်အင်မတန်လည်းကောင်းစေခြင်းတယ်နော်အစားဆိုရင်လည်းကိုတက်နိုင်ရင်အကောင်းဆုံးကြွေးတာအဝတ်ဆိုရင်လည်းအကောင်းဆုံးဆင်တာဟုတ်လားအဲ့ဒီလောက်ချစ်တဲ့ကိုဟာကိုယ့်ရဲ့ဘာဖြစ်နေတာတဲ့ရန်သူဖြစ်နေတာဘယ်လိုအချိန်မှရန်သူဖြစ်နေတုံးဆိုတော့မကောင်းတာတွေလုပ်တဲ့အချိန်မကောင်းတာတွေပြောတဲ့အချိန်မကောင်းတာတွေကြံနေတဲ့အချိန်မှာအင်မတန်ချစ်လှစွာသောကိုယ်သည်ပင်လင်ကိုယ့်ရဲ့ရန်သူဖြစ်နေတယ်ကောင်းတာတွေလုပ်နေတဲ့အချိန်မှာတော့ကိုဟာကိုယ့်အတွက်အကိုးရဆုံးလူသားတစ်ယောက်မကောင်းတာတွေလုပ်နေတဲ့အချိန်မှာတော့ကိုဟာကိုယ့်အတွက်အင်မတန်ကြောက်စရာကောင်းတဲ့ရန်သူတစ်ယောက်ဖြစ်နေတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့တရားကောင်းစဉ်လေးပေးထားတာအတ္တဟိအတ္တနောနာတော့မိမိသည်ပင်လေမိမိရဲ့အာကိုးရာအစွမ်းအစမရှိသောမမြင့်မြတ်သောမိမိသည်မိမိရဲ့အာကိုးရာမဟုတ်ပါဘူးမကောင်းတာလုပ်နေမယ်ဆိုရင်တော့အာကိုးရာမဟုတ်တဲ့အပြင်ရန်သူတောင်ဖြစ်နေသေးတယ်လို့ဒီအဓိပ္ပာယ်လေးကိုဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့အားလုံးအင်မတန်လည်းပဲသတိထားစရာကောင်းတယ်လို့ယူဆတဲ့အတွက်ကြောင့်အာကိုးရာလားရန်သူလားလို့တရားကောင်းစဉ်တက်ပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညတနာရီခွဲအတွဲမှာအပြီးပေါ့ဗျာဟုတ်လားဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်းဟူသောပညာကိုတို့မဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီထားနော်ကရုဏာတိတလဟရယံပညာပိသောတဝိဟတမောဟဓမ္မံသန္တရမရလောကကရောဝနေတုကတံဂတိဝိမု ddha ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိသောတဝိဟတမောဟဓမ္မံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသန္တရမရလောကကရုံလူနှင့်မြမတတ္တဝါနန္ဒတို့၏ကြောက်တီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddha ဒေဝမနုဿန္တိရယနှင့်ပေတတလိဆံလာယရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတသတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှိတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနာနှစ်ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောကြည်၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအာကိုးရလားရန်သူလားအာကိုးရလားဆိုတဲ့မေးခွန်းကိုစတင်ပြီးတော့အကျေပြောကြည့်ရအောင်
Adahi adano natho kohi natho parotiya Adanahi dudanti na natha labati dong labam Adahi mimi divele adano mimi natho aguya babiti Paro mimi marava chando ko bemiro bogodi Natho aguya ditiya pshinai ba ani Adanahi mimi didalaye Dudanti na kaungswa suma depshe Dong laban ya naingedo nathan aguya siman sure tiyadu tiyamyaku Labati mauja bai bai ya nainbe i Adhive thomyu pya pare di gatha le ka Adahi adano natho Mimi di pin lyin mimi ye aguya Kohi natho parotiya Mimi ma taba acha tho pukkul de ha mimi atwe aguya ma phit nai bu no Adanahi dudanti na nathan labati dong laban Ko kaung kaung song ma chin a phit ya nain ge de aguya ko ya nain pare de Di bhe bhen chet le 3 ချက်အဲ့ဒါလေးကိုနည်းနည်းလေးအကျယ်ချက်ပြီးတော့ပြောကြည့်ရအောင်မိမိတည်ပင်လေမိမိရဲ့အာကိုရာအင်မတန်မှန်တဲ့စကားအပေါ်ယံပဲတွေးတွေးလေးလေးနဲ့ပဲလေးလေးနက်နက်ပဲတွေးတွေးလောကရေးရနဲ့ပဲတွေးတွေးဓမ္မရေးရနဲ့ပဲတွေးတွေးကိုယ်သာလျင်ကိုယ်အတွက်အာကိုရာဆိုတဲ့စကားဟာအင်မတန်မှန်ကိုယ်စားမှကိုယ်ဝကိုယ်သွားမှကိုယ်ရောက်ကိုယ်လုံးမှကိုယ်ရဟုတ်ရလားတပါးသောသူတွေကကိုယ့်ကိုကူညီနေတာတွေပေးကမ်းနေတာတွေဖေးမနေတာတွေကျေးဇူးပြုနေတာတွေမရှိဘူးလို့မဆိုလိုပါဘူးရှိပါတယ်အဲ့ဒါတွေလည်းရှိပါတယ်တည်တည်ချာချာတွေးကြည့်စမ်းပါအဲ့ဒီတပါးသောသူတွေကကိုယ့်ကိုကူညီနေတာတွေပေးကမ်းနေတာတွေစောင့်ရှောက်နေတာတွေဟာအလကားစောင့်ရှောက်နေတာလားဆိုတော့မဟုတ်ဘူးကူညီစရာကောင်းတဲ့အရည်အသွေးပေးကမ်းခြင်းစရာကောင်းတဲ့အရည်အသွေးကို့မှာသူတို့စိတ်ထဲမှာပေးခြင်းစရာကူညီခြင်းစရာစောင့်ရှောက်ခြင်းစရာရှိတဲ့အရည်အသွေးကြောင့်ကူညီနေကြတာစောင့်ရှောက်နေကြတာပိဋကရဲ့ကျေးဇူးကမ်းနေတာမဟုတ်ဘူးနော်အဓိကကဘာတာမညကဘာဆိုတာကိုခွဲပြီးတော့ပြောတာပေးတဲ့လူတွေကူညီတဲ့လူတွေကိုလည်းကျေးဇူးတင်လိုက်ပါအဲ့ဒါတည်းပို့ပြီးတော့ကိုယ့်ရဲ့အတွင်းတန်တာမှာပေးခြင်းစရာကူညီခြင်းစရာကောင်းတဲ့ကိုယ့်ရဲ့အရည်အသွေးလေးကိုပို့ပြီးတော့ကျေးဇူးတင်လိုက်ပါပေးခြင်းစရာကူညီခြင်းစရာမကောင်းရင်ဘယ်သူကပေးမှလဲဟင်ကြည်ပြူခြင်းစရာမကောင်းရင်မိဘတောင်သားသမီးကိုအကြာကြီးမကြည်ပြူပါဘူးအဲ့ဒီတော့ကိုယ့်အတွက်တကယ်တမ်းအားကိုးစရာကကိုယ်ထဲမှာရှိတဲ့အရည်အသွေးကသာလေကိုယ့်အတွက်အားကိုးရဦးဇင်းစဉ်းစားမိတာလေးကိုပြောမယ်ဗျာဖန်ခွက်ကလေးတစ်လုံးတတ်တတ်ရရလှလိုက်တာဧည့်သည်လာရင်ဖြော်ရည်လေးပါလေးဖြော်ပြီးတော့တိုက်ဖို့ရေလေးပါလေးခတ်ပြီးတော့တိုက်ဖို့ကောင်းကောင်းမွန်မွန်ပုတ်တိုက်ပြီးတော့မှန်ကောင်တာလေးထဲမှာထည့်ပြီးတော့သိမ့်မထားဘူးလားသိမ့်ထားတယ်မတော်တဆလွတ်ကြလို့အဲ့ဒီဖန်ခွက်ကလေးကွဲသွားပြီဘယ်ပြစ်လိုက်မှလဲအမိုက်ပုံပြစ်မှာရက်ဆက်ဖူလားဟမ်စောစောတုန်းကတော့မှန်ကုန်တာထဲထည့်ထားတာအခုမိုက်ပုံပြစ်လိုက်တချို့များဆိုရင်ဟဲ့ဖန်ခွက်ကွဲတွေလူစုလိုက်မယ်အိမ်သာချင်းနဲ့ချလိုက်300တုံး3ညတာ3မရတော့အမိုက်ပုံပြစ်လိုက်တာဒါဖန်ခွက်တစ်လုံးကိုဆက်ဆံတဲ့ဆက်ဆံရေးနော်ဖန်ခွက်ကလေးကသာစိတ်ရှိမယ်ဆိုရင်ဒီလူတွေသိရက်ဆက်တာပဲလို့ပြောမြန်ပြောနေမလားမသိအဲ့ဒီလိုမဆက်ဆံလို့လည်းမဖြစ်ဘူးလေ3မရမှတော့လူတွေစုကုန်တော့အန္တရာယ်ရှိနေတာကိုလူတွေကိုရက်ဆက်တယ်လို့ပြောလို့ရမလားဒီလိုနည်းနဲ့ပဲဖြည့်ရှင်းရမှာအဲ့ဒီတော့ဦးဇင်းတို့စဉ်းစားမိတာကရေဘူးရအားဖြင့်များသောအားဖြင့်လူတွေအချင်းချင်းဆက်ဆံနေကြတာဟာဖန်ခွက်တစ်လုံးကိုဆက်ဆံတာနဲ့အင်မတန်တူတယ်လို့ထင်တာပဲ3ရရင်3မယ်3မရရင်ပြစ်လိုက်မယ်ဟုတ်လားအဲ့ဒီတော့300လို့3တာမျက်နှိုးနေတာဟာမျက်နှိုးခြင်းလို့မျက်နှိုးတာလားမျက်နှိုးစရာကောင်းတဲ့အရည်အသွေးရှိလို့မျက်နှိုးတာလားမနှဲပုံပုံအောင်ပြောရတယ်နော်လူတွေကအဲ့ဒီတော့မျက်နှိုးတဲ့လူကိုပဲမျက်နှိုးတာလေးကိုကျေးဇူးတင်နေတာကို့မှာမျက်နှိုးခြင်းတရားရှိတာလေးကြတော့အတိအမှန်မပြုခြင်း
ဟုတ်လားဘေးကိုလည်းကျေးဇူးတင်ရမှာပါကျေးဇူးမတင်တဲ့လို့မဆိုလိုဘူးအားလုံးဟာကျေးဇူးရှင်နေသဘောပေါက်ပါတယ်ဟုတ်လားသို့တော့ကိုယ့်ရဲ့အတွင်းတဏ္ဍာမှာရှိတဲ့ကောင်းတာတွေကပူကျေးဇူးတင်စရာမကောင်းဘူးလားကောင်းတယ်300တုံး3တာနော်300ပြစ်လိုက်မှာ300တဲ့အည်သွေးလေးကိုအားကိုးနေရတာမိဘကိုယ့်ဘောအင်မတန်အကျိုးကျေးဇူးကြီးတဲ့မိဘတောင်မှသားသမီးတွေက300တုံး3တာဒကမာကြီးများစိုးစိုးသီးသီးအမွေခွဲမပေးလိုက်ကြနဲ့ဟုတ်လားမြေးလေးတော့အ ਨੇ ဆုံးထိမ့်ဖို့ရအောင်မကြီးလေးခွေးလေးတော့6ဖို့ရအောင်မလေအဲ့ရတဲ့တုံးလုံးပက်လက်လဲနေလို့ရှိရင်ဘေးကမြင်မကောင်းကြားမကောင်းလို့သာစိတ်ထဲကအောင့်အီးပြီးတော့တချို့လှုပ်ကြရတာရှိဦးဇင်းတို့နားနဲ့ကြားဖို့ပါလေသမီးတယောက်ကဖေးတယောက်ကိုပြောနေတာခမည်းကြီးသေလဲမသေနိုင်ဘူးခမည်းသုံးမှမရတော့ပဲကိုဟုတ်လားအဲ့တော့ဦးဇင်းတို့ကဘာကိုပြောနေတာလဲဆိုတော့ကိုယ့်ရဲ့ကောင်းတဲ့အည်အသွေးတွေကိုများများရှိအောင်လုပ်ပါအဲ့ဒါဒီသာလဲစိတ်အချရဆုံးသောအားကိုးစရာဘေးကိုလျှောက်အားမကိုးနဲ့ဘေးဆိုတာကိုကမဟုတ်ရင်ဟုတ်တာမဟုတ်ဘူးရှင်းရှင်းပြောတာနော်ငွေတွေပါတွေလို့သိပ်ပြီးတော့အာမကိုနဲ့သူတို့အားကိုးလို့ရတဲ့အတိုင်းအတာကကျဉ်းချင်းလေးငွေတွေပစ္စည်းတွေဂုဏ်တွေပိုင်ဆိုင်မှုတွေပတ်သက်မှုတွေနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေကဘဝမှာပို့ပြီးတော့များတာကိုဟုတ်ရဲ့လားကိုယ့်ရဲ့ဉာဏ်အည်အသွေးကိုယ့်ရဲ့အသိနဲ့ဖြည့်ရှင်းရမယ့်ပြဿနာတွေကဘဝမှာပိုများတယ်ကဲဗျာစိုးရိမ်နေပါပြီစိတ်ညစ်နေပါပြီဘယ်လိုလုပ်ကြမှာလဲပတ်စံဘလောက်ဖိုးငါ့ကိုစိုးရိမ်တာပြောက်အောင်လုပ်ပေးစမ်းပါလို့ပြောလို့ရလားမရကိုဉာဏ်နဲ့ကိုအသိနဲ့ကိုစိုးရိမ်မှုကိုဖြေပြောက်ရတာဒါအပေါ်ယံစဉ်းစားတာနော်ကင်တန်တရားကြီးတွေဘာမှအဲ့ဒီအရာတွေနဲ့ဖြေရှင်းလို့မရတော့ဒီတော့ကိုမျက်နှာအသိဉာဏ်မဲ့ဆိုတာအာကိုးစရာတွေလို့ထင်ထားတဲ့အရာတွေဟာတကယ်အရေးကြတော့အာကိုးရဟုတ်သေးလားမဟုတ်တော့ကိုယ့်ရဲ့အစွမ်းအစသည်သာနဲ့ကိုယ့်အတွက်အာကိုးရဟုတ်လားဓမ္မရေးနဲ့လေးလေးနက်နက်စဉ်းစားတော့လေဒီအဖြေထွက်တာပါပဲကိုဒါနပြုထားမှကိုပြုထားတဲ့ဒါနကကိုယ့်ကိုအကျိုးပေးမှာဟုတ်ရဲ့လားကိုသီလဆောက်တည်ထားတယ်ကိုတမာရီတွေပညာတွေဖြစ်အောင်လုပ်ထားတယ်အသိဉာဏ်တွေရှိအောင်လုပ်ထားတယ်လောကကြီးအကြောင်းသိတယ်အဲ့ဒီအသိတွေကကိုယ့်ကိုသက်သာရာပေးမှာဟုတ်ရဲ့လားအဲ့ဒါတွေကကိုယ့်ရှိမှကိုမှီခိုလို့ရတာသူများစီကတောင်းယူလို့ရလားမရဘူးဒါကြောင့်တရားသဘောနဲ့စဉ်းစားရင်လည်းပဲကိုယ်ဒီသာနဲ့ကိုယ့်အတွက်အာကိုးရဒါပြောတာဟုတ်လားဒါကြောင့်အတ္တဟိအတ္တနောနာထောကိုဟိနာထောပရောတိယအတ္တဟိမိမိဒီသာလေအတ္တနောမိမိနာထောအာကိုးရပါပေတည်းပရောမိမိမှာတပါအခြားသောကိုယ်အဘယ်မည်သောပုဂ္ဂိုလ်သည်နာထောအာကိုးရသည်တိယဖြစ်နိုင်ပါအနိဒီပြင်လူတွေဟာကိုယ့်အတွက်ပဲအာကိုးရဖြစ်မှာလေသူတစ်ပါးဟာကိုယ့်အတွက်အာကိုးရမဖြစ်နိုင်ဒီစကားလေးကိုနည်းနည်းလေးအကျယ်လေးချက်သူတစ်ပါးဟာကိုယ့်အတွက်အာကိုးရမဖြစ်ရင်ကိုယ်ဟာလည်းပဲသူတစ်ပါးရဲ့အာကိုးရမဖြစ်နိုင်တယောက်သည်တယောက်ရဲ့အာကိုးရမဖြစ်နိုင်သူများဟာကိုယ့်အတွက်အာကိုးရမဖြစ်ဘူးလို့သိဖို့လိုအပ်တယ်လို့ကိုယ်ဟာလည်းပဲသူများရဲ့အာကိုးရမဟုတ်ဘူးလို့သိဖို့လည်းလိုအပ်သေးတယ်ဘာကြောင့်လဲဒကမာကြီးတွေဒကာကြီးတွေအသက်ကြီးလာတော့ပြောတယ်နော်နင်တို့ငါမရှိရင်ခက်လိမ့်မယ်ကဲတင်ရှင်ကြီးလှုပ်ချင်တာလေဟင်နင်တို့ငါမရှိဖြစ်လိမ့်မယ်ငါသေးသွားလို့ရှင်တနေရာရာကနင်တို့ဘလို့ဖြစ်နေတယ်ဆိုတာငါကြည့်ချင်သေးတယ်အမလီကြည့်ပါဘာမှမဖြစ်ပါဘူးဟုတ်လားဘာမှမဖြစ်ဘူးသူကနဲ့သူသွားမှာပဲဟုတ်လားမကောင်းတဲ့လူကိုကောင်းအောင်လုပ်လို့ရလားမရဘူးဗျဥပမာမြတ်စွာဘုရားလောက်တနာတတ်တဲ့သူရှိလားမြတ်စွာဘုရားလောက်ဉာဏ်ကြီးတဲ့လူရှိလားမြတ်စွာဘုရားလောက်တကူကြီးတဲ့လူရှိလားအဲ့ဒါလောက်တကူကြီးသောအဲ့ဒါလောက်ဉာဏ်ကြီးသောအဲ့ဒါလောက်တနာကျင်နာတတ်သောမြတ်စွာဘုရားသည်ပင်လျင်ဒေဝဒတ်တို့ဇိန္ဒမာနတို့နန္ဒလူလင်တို့မြေကြီးကိုဖောက်ပြီးတော့အဝီစီးကိုသွားကြတာတားနိုင်သလားမတားခြင်းလို့မတားတာလားမတားနိုင်လို့ကိုမတားရတာလားအဲ့ဒါလောက်အစွမ်းရှိတဲ့လူတောင်မှတစ်ဖက်သားကိုကယ်လို့မရဘူးဆိုရင်ခင်ဗျားတို့ကျုပ်တို့ကသူများကိုကယ်ဖို့မကြိုးစားပါနဲ့အတတ်နိုင်ဆုံးကဘာလဲဆိုရင်ဒ
ဒီလိုမနေကြနဲ့ဒီလိုနေကြလို့လမ်းညွန်တာပဲတက်နိုင်တယ်တယောက်ဒီတယောက်ကိုကူညီတာဟာဒါအစွမ်းကုန်ပဲနော်တခါကြီးမိုင်းမြဟိုပစ္စည်းဥစ္စာတွေပေးတယ်ဟိုနေမကောင်းရင်စောင့်ရှောက်တယ်ဒါကူညီတာတွေကိုမဆိုလိုပါဘူးနော်ဒါတွေလည်းပဲကူညီလို့ရပါတယ်သို့တော်တကယ်တမ်းကူညီမှုအစ်စ်ကမသိသေးတာကိုသိအောင်ပြောတဲ့နီးဒီတာနဲ့အကြီးကျယ်ဆုံးသောကူညီမှုဒါကိုဆိုလိုတာအပေါ်ယံလေးတွေ့ပြီးတော့အကြအနတွေလည်းကောက်မနေနဲ့အိုးဟုတ်လားစကားပြောရတာတခါတည်းတော်တော်ကြက်တယ်ဟင်ဒကမာကြီးများဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားတောင်မှဒီလိုနေရင်ဆင်းရဲလိမ့်မယ်ဒီလိုနေမှချမ်းသာမယ်မင်းတို့ဒါကြောင့်ဒီလိုနေကြလို့ဒီလောက်ပဲပြောနိုင်တာတတ်နိုင်တာခင်ဗျားတို့ကျုပ်တို့ကဓာတ်တဲ့ပူပြီးတော့ဘာတွေများတက်ချင်နေတာလဲအဲ့ဒါတတိထားပြီးတော့ပြောကြနင်တို့ငါမရှိခက်လိမ့်မယ်သူတို့ခက်တာမခက်တာကမသေးကြဘူးလောလောဆယ်ပြောတဲ့လူခက်နေတာတော့သိကြတယ်ဟင်တခါကြီးမိုင်းမြအေးဒါကြောင့်တယောက်သည်တယောက်ရဲ့အာကိုရာမဖြစ်ဘူးအာကိုရာတကယ်ရှာတော့မယ်ဆိုတော့လည်းပဲဒီခန္ဓာကိုယ်ကြီးထဲမှာဘာရှိမှလဲဆိုတော့အည်အသွေးထွက်အောင်ဒါနမှုတွေသီလမှုတွေဘာဝနာမှုတွေဖြစ်အောင်ကြိုးစားမှအဲ့ဒီကောင်းတဲ့အမှုတွေမြင့်မြတ်တဲ့အမှုတွေကသာလျှင်အာကိုရာဖြစ်မယ်မဟုတ်လားဒီရုပ်ခန္ဓာကိုယ်ကြီးကလည်းမကြခင်သင်္ချိုင်းမှာပြည့်ရမှာလေစိတ်တွေကလည်းပဲဖြစ်ပြက်နဲ့ချုပ်သွားတာလေဟုတ်လားအဲ့ဒီတော့တကယ်အာကိုမယ်ဆိုပြန်တော့လည်းပဲကောင်းတာလေးကလွယ်လို့အခြားအာကိုရာရှိလားအဲ့ဒီကောင်းတာလေးကလည်းအလကားရမှာလားဆုံးမမှရမှာလားအဲ့ဒါကြောင့်မြတ်စွာဘုရားကဆုံးမနိုင်မှတကယ်စစ်မှန်တဲ့အာကိုရာကိုရမယ်တဲ့ဒီဂါထာလေးဟောတာအင်မတန်ကောင်းတယ်နော်တကယ်ကြီးမိုင်းများဒါကြောင့်ဒီလောက်အနှစ်သာရရှိတဲ့တရားဂါထာကိုမြတ်စွာဘုရားဘု து ကိုအကြောင်းပြုပြီးတော့ဟောတာလေဆိုတာလေးကပိုတောင်စိတ်ဝင်စားစရာကောင်းနေတယ်စောစောကပြောခဲ့တယ်နော်ရှင်ကုမာရကတ္တပမထေမြတ်ရဲ့မေတော်ဘိက္ခုနီမကိုအကြောင်းပြုပြီးတော့ဟောတာအဲ့ဒီဘိက္ခုနီမကြီးကဘိက္ခုနီမမဝိခင်တုန်းကရာဇဂျူမြို့ကအင်မတန်ချမ်းသာကြွယ်ဝတဲ့တထေသမီးတစ်ယောက်နော်အင်မတန်လိမ္မာရေးချမ်းရှိတယ်ဘာသာရေးကိုအင်မတန်စိတ်ဝင်စားတယ်နူးညံ့ပျော့ပြောင်းတယ်ငယ်ငယ်လေးတွေကစပြီးတော့တန်တရားဝတ်ကလွတ်အောင်ယုံမယ်လို့ဒီစိတ်ကူးနဲ့မိခင်ဖခင်ကျေးဇူးရှင်တို့ကိုယဟန်ပြုပါရစေလို့ခွန်တောင်းတယ်ခွန်မပေးဘူးတူရီတော်သမီးလေးအမွေဆက်ခံမှုပြတ်တောက်သွားမှဆိုလို့ဟုတ်လားအဲ့ဒီတော့သမီးလေးကသမီးလိမ္မာဆိုတော့အမေဖေကိုစိတ်ညစ်အောင်မလုပ်ဘူးလင်းယောက်ျားရဲ့အိမ်ကိုရောက်မှလင်းယောက်ျားကိုအနူးညွတ်ခွင့်ပန်ပြီးတော့ငါယဟန်ပြုမယ်လို့စိတ်ထဲကအဲ့ဒါလိုတေးထားတာနော်အဲ့ဒါနဲ့အချိန်တန်ရွယ်ရောက်တော့မိခင်ဖခင်တွေကအမျိုးတူအရှင့်တူသူတို့သားတစ်ယောက်နဲ့မျိုးသားတစ်ယောက်နဲ့လက်ထပ်ထိမ်းများပေးတယ်အဲ့ဒါလင်းအိမ်ကိုလိုက်သွားရတာပေါ့အမျိုးသမီးလေးကအဲ့ဒါတနေ့တော့ရာဇဂျူမြို့ရဲ့နက်ခတ်ပွဲသဘင်တောင်ထိပ်နက်ခတ်ပွဲသဘင်ဆိုတာအင်မတန်စီကားတယ်တမျိုးလုံးယုံအုံနဲ့ပြီးလိမ်ပြင်းစင်ပြီးတော့ပျော်ဖို့ရွှင်ဖို့တာဆူပြီးတော့လမ်းမှာလူတွေကြိတ်တိုးသွားကြတာပေါ့အဲ့ဒီအချိန်မှာအဲ့ဒီကလေးမကသူတို့အိမ်ရဲ့လေသာပရင်ကနေပြီးတော့အဲ့ဒီလူတွေကိုကြည်ပြီးကြည်စမ်းမသေးတော့မဲ့အတိုင်းလူတွေအင်မတန်တန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိပါလေခင်တဲ့အဲ့ဒီအခွင့်အရေးတွေကိုအလဟတ်ဖြုံးတီးနေတာသူကအဲ့ဒါလိုမြင်တာနော်ဟိုလူတွေကပျော်ဖို့ကြိုးစားနေတာသူကအဲ့ဒါလိုမြင်နေတာဟုတ်လားအဲ့ဒီတော့သူ့ယောက်ျားကအနားလာပြီးတော့ရှင်မမင်းဘလို့ဖြစ်နေတာတော့သူများတွေပျော်ပါပြီးတော့တခါတဲ့ရွှင်ပြီးတော့တက်ကြွနေတဲ့အချိန်မှာမင်းကမှိုင်းပြီးတော့ဘာတွေများစဉ်းစားနေတာတော့အမှန်ကတော့မှိုင်းနေတာမဟုတ်ပါဘူးသူ့အတွင်းနဲ့သူလေးလေးနက်နက်စဉ်းစားနေတာနော်အဲ့ဒီတော့အဲ့ဒီအမျိုးသမီးလေးကပြန်ပြောတယ်တဲ့အရှင်သူပြောတာတွေကိုပြန်ပြောရရင်တရားတစ်ပုဒ်ဖြစ်လိမ့်မယ်ဗျသူကတရားဟောတာပါပဲအမှန်ကတော့ဒါပေမဲ့အကျဉ်းမြင့်လေးတော့ပြောပြမယ်နော်သူညံဘလောက်ရင့်ကျက်နေတယ်လဲဆိုတာရိပ်မိအောင်လို့ပေါ့ဒီခန္ဓာကိုယ်ကြီးဟာနတ်ကဖန်ဆင်းတာလည်းမဟုတ်ဘူးဗြဟ္မာကဖန်ဆင်းတာလည်းမဟုတ်ဘူးတဲ့အထဲထဲမှာရွှေတွေငွေတွေကြောက်တံပရမ ्या တွေထည့်ထားတာလည်းမဟုတ်ဘူးတဲ့တကယ်စင်စစ်ဆက်စုပ်ယွန်ရှာပွဲမျက်စိနဲ့မှကြည့်ကျင်စရာမကောင်းတဲ့အရာတွေကိုအတွင်းထဲမှာအပြည့်ထည့်ထားတာတဲ့ယူယူလေးပြောတာနော်တကယ်ကြီးမိုက်မယ်တကယ်တမ်းတော့ဒီခန္ဓာကိုယ်ကြီးဟာစိုးရိမ်မှုတို့ရဲ့တရားငိုကြွေးခြင်းတို့ရဲ့ဖြစ်ပွားရာ
ညှင်းဆဲမှုအားလုံးတို့ကိုခံယူရာခန္ဓာကိုယ်ကြီးကိုပြောနေတာအရိယာသူတော်ကောင်းကြီးတို့ကဲ့ရဲ့ရှုံချတဲ့အရာခန္ဓာကိုယ်ဆိုတာလူမိုက်တွေအင်မတန်မက်မောတဲ့အရာအင်မတန်ကြစ်လက်သိပ်သီးတဲ့အသုံးအနှုန်းတွေနဲ့ပြောတာဗျဒီခန္ဓာကိုယ်ကြီးကိုအတွင်းကအရာကိုပြင်မဲ့မြန်လှန်ထားမယ်ဆိုရင်ဒုတ်ကင်ပြီးတော့ခွေးတွေကြီးတွေကိုတဟဲ့ဟဲ့ခြောက်နေရမယ်အရာမှန်လားအဲ့ဒါအပေါ်ယံအရေပြားလေးဖုံးထားလို့အမှန်အတိုင်းမသိတဲ့အရာအပေါ်ယံအရေပြားလေးပါပါလေးဒီကိုယ်လုံးမှာဖုံးထားတာရှိတယ်လေအဲ့ဒီအရေပြားလေးဂျွတ်ဂျွတ်အိတ်လေးလောက်တောင်ထူမှာမဟုတ်ဘူးဟုတ်လားအဲ့ဒါလေးကိုခွာပြီးတော့လုံးမယ်ဆိုရင်ဦးဇင်းတို့ကျမ်းဂန်တွေကပြောတယ်ဇီးကြီးလောက်ပဲရှိမယ်တဲ့ခင်ဗျားတို့ကျွတ်တို့ရဲ့ဉာဏ်ကလည်းဘယ်လောက်ထိတုံတယ်လဲဆိုလို့ရှိရင်လေအဲ့ဒါလောက်ပါတဲ့အရေပြားလေးကိုတောင်မဖောက်နိုင်ဘူးတုံးလိုက်ပုံကတော့မချွန်လို့မထက်လို့ပေါ့ဟုတ်လားအဲ့ဒီအရေပြားအောင်မဲ့ဘာတွေရှိတယ်လို့မြင်သလားအပေါ်ယံတင်တင်းနေတာနော်ဒါကြောင့်လူမိုက်တွေအင်မတန်မက်မောတဲ့ခန္ဓာတဲ့သူပြောပြတယ်အဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုပြင်ဆင်ပြီးလိမ့်ပြီးတော့နေခြင်းဟာမစင်အိုးကိုဆေးချေတယ်လို့နေမှာပဲတဲ့လိမ့်လာတဲ့လူတွေအားတော့နာပါတယ်ဗျာဒကမာကြီးတွေအဲ့ဒါ तू ပြောတာဥစဉ်ကပြောပြတာဥစဉ်ပြောတာမဟုတ်ဘူးဟုတ်လားဥစဉ်တို့လည်းပဲအဲ့ဒါလောက်ထိဉာဏ်ကမရှင်သေးပါဘူးဟုတ်လားကိုဖီးလိမ့်ပြင်ဆင်နေခြင်းဟာမစင်အိုးကိုဆေးချေတယ်လို့နေမှာပဲတဲ့အဲ့ဒါလိုလေးပြောတာဥစဉ်ကတော့ချီးကျူးပါတယ်အင်မတန်ပြောတတ်သောအမျိုးသမီးလို့အဲ့ဒီလိုပြောတော့အဲ့ဒီတကာကဘာပြန်ပြောတုံးဆိုတော့ရှင်မရဲ့မင်းအဲ့ဒါလောက်တရားသဘောတွေကိုစိတ်ဝင်စားနေတယ်တန်ဝေကတွေအဲ့ဒါလောက်ရနေတယ်ဆိုလို့ရှိရင်မင်းဘောင်းမွေးကြောင့်အိမ်အောင်ပြုတော့ဒါလည်းမေးသင့်တာပဲနော်အဲ့ဒီတော့မှသူကအကျိုးအကြောင်းအကုန်ပြောပြတယ်အမေအဖေကခွင့်မပြုလို့အရှင်သာခွင့်ပြုမယ်ဆိုရင်ဒီကနေ့ပဲယဟန်ပြုခြင်းပါတယ်သူတန်တရားဝတ်ကလွတ်အောင်လုပ်ပေးရရှိလင်ယောက်ျားကလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်သဘောထားပြည့်ဝတဲ့ပုဂ္ဂိုလ်ဆိုတော့မြင့်မြတ်တဲ့အလုပ်ကိုငါလုံးဝအားပေးတယ်အဲ့ဒါနဲ့သူ့မိမကိုထမ်းစင်ပေါ်တင်ပြီးတော့တကယ်ကိုသာသာနာနာကျောင်းတော်ကိုပို့ပြီးတော့ဘိက္ခုနီမပြုပေးတာအဲ့ဒါ तू မသိတဲ့အချက်ကသူ့ရဲ့ဝမ်းပိုက်ထဲမှာပဋိသန္ဓေပါလာတယ်ဆိုတဲ့အချက်ကိုအဲ့ဒီအမျိုးသမီးလေးမသိဘူးပြီးတော့ဒေဝဒတ်တို့ရဲ့အသင်အပင်ဘိက္ခုနီမတွေရဲ့ထံမှာယဟန်ပြုရဲ့နေတာဆိုတာလဲ तू မသိဘူးအဲ့ဒီလိုနဲ့ तू ဘိက္ခုနီမဘဝမှာတကယ်ကိုပဲတရားနှလုံးကျင့်သုံးပြီးတော့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနေလာရင်းနဲ့ဒီကိုယ်ဝင်ဟာတဖြည်းဖြည်းနဲ့ထင်ရှားလာတာအဲ့ဒီတော့သတင်းသုံးပေါ်တွေကရှင်မဘလို့ဖြစ်တာတော့ဘလို့ဖြစ်တာလဲတော့ငါမသိဘူးဒါပေမဲ့ငါသီလကတော့စင်ကြင်ပါတယ်အဲ့ဒီတော့ဆရာဖြစ်တဲ့ဒေဝဒတ်စီကိုဘိက္ခုနီမတွေကခေါ်သွားတာအဲ့ဒီတော့ရှင်ဒေဝဒတ်ဆိုတာကလည်းတတိပညာအားနေတဲ့ပုဂ္ဂိုလ်ဆိုတော့အယံကာယောကြီးဆုံးဖြတ်ချက်ချဟေးလူကိုလဲပေးလိုက်ငါတို့နာမည်ပြက်လိမ့်မယ်သူနာမည်ပြက်မှဆိုတာလူကိုလဲပေးလိုက်တယ်အဲ့ဒါဦးဇင်းတို့ကျမ်းဂန်တွေကဓမ္မပဒထက္ကရာတွေကဘယ်လိုပြောလဲဆိုတော့အမြင့်ကနေပြီးတော့ကြောက်တုံးကြီးကိုဘေးပြီးမကြည့်ဘဲနဲ့အယံကာရောလှိမ့်ချလိုက်တယ်လို့မျိုးဆုံးဖြတ်ချက်ချတာတဲ့ပြီးတဲ့ဥပမာမကောင်းဘူးလားတောင်ထိပ်ပေါ်ကနေကြောက်တုံးကြီးလှိမ့်ချလိုက်တယ်ဘယ်သူတိုင်မယ်မှမသိဘဝတိုင်မယ်မှမသိဘေးပြီးမကြည့်ဘဲနဲ့ရမ်းပြီးတော့လှိမ့်ချကြောက်စရာမကောင်းဘူးလားအဲ့ဒါလို့ဆုံးဖြတ်ချက်မျိုးချတာဒေဝဒတ်ကအဲ့ဒီတော့အမျိုးသမီးလေးကဘာပြန်ပြောတုံးဘိက္ခုနီမလေးကဘာပြန်ပြောတုံးဆိုတော့အရှင်ရဲ့သာသနာမှာကျွန်တော်မျိုးမယဟန်ပြုခဲ့တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့သာသနာတော်မှာမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ယဟန်ပြုခဲ့တာယဟန်ဖြစ်ကိုလွယ်လွယ်ကူကူရခဲ့တာလည်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်မျိုးမကိုမြတ်စွာဘုရားကြီးပို့ပါလို့အဲ့ဒါလို့သူတောင်းပန်တာအဲ့ဒါနဲ့ဘုရားကြီးရောက်သွားဆိုကြစို့နော်မြတ်စွာဘုရားကသိတယ်ဒီဘိက္ခုနီမသီလစင်ကြယ်တယ်ဆိုတာသိတယ်ဒါပေမဲ့အများတန်တရားဝင်ပါဆိုလို့မြတ်စွာဘုရားမဆုံးဖြတ်ဘူးအဲ့ဒီအမှုကိုရှင်ဥပါလိကြီးကိုအပ်တယ်ရှင်ဥပါလိဆိုတာကဝိနည်းအရာမှာဣတရေရတဲ့ပုဂ္ဂိုလ်ရှင်ဥပါလိကလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်သိတယ်ဒါကိုသိပေမဲ့လို့အမှုကိုအမှုနဲ့တူအောင်ဆုံးဖြတ်ရတာကိုအဲ့ဒါနဲ့အနာတပိန်တို့ဝိသခါတို့မြို့မြတ်တဲ့ဘုန်းတွေအကုန်ခေါ်ပြီးတော့ဘိက္ခုနီမလေးကိုဝိသခါကျောင်းအမကြီးစီကိုအပ်တယ်ဘယ်တုန်းကရခဲ့တဲ့ကိုယ်ဝင်လေဒါကိုသိအောင်လို့ဒီတော့ဝိသခါကတင်းနေကလကားတွေကာပြီးတော့စစ်ဆေးတယ်လူဘဝကရခဲ့တဲ့ကိုယ်ဝန်လို့ဆုံးဖြတ်တယ်
အဲ့ဒီလိုရှင်ဥပါလိကိုလျှောက်တော့ရှင်ဥပါလိကအဲ့ဒီလိုဆိုရင်သီလဝိသုဒ္ဓိဖြစ်တယ်လူဝလဲเสียမလိုဘူးလို့အမှုကိုအဲ့ဒါလိုဆုံးဖြတ်တယ်အဲ့ဒါနဲ့ဘိက္ခုနီဘဝမှာဆက်ပြီးတော့နေထိုင်တယ်9 လကျော်10 လရောက်တော့ရွှေရောင်အစင်းရှိတဲ့သားယောက်ျားလေးဖွားတယ်အဲ့ဒီကလေးလေးကရှင်ကုမာရကတ္တပဖြစ်လာတာလာသားလေးအရွယ်ရောက်တော့ကောသလဘုရင်ကကျောင်းတော်ကိုရောက်လာတော့ကလေးငိုသံကြားတယ်ဘာဖြစ်တာတော့ဒီလိုဒီကျောင်းမဲအရှင်မတွေနဲ့ကလေးငိုသံနဲ့မအပ်ဆက်ပါဘူးအဲ့ဒီတော့ငါမွေးမယ်ဆိုပြီးတော့အဲ့ဒီကလေးကိုရှင်ဘုရင်ကယူသွားတာဒီလာသားလေးကိုကိုယ့်ရဲ့ရင်ဝင်ကဆွဲထုတ်သွားတော့မိခင်တယောက်အနေနဲ့ဘယ်လိုခံစားရမလဲတက္ကမကြီးတွေအမြဲတမ်းသားတော်ကနဲ့မျက်ရည်ဝိုင်းနေမှာပေါ့ဟုတ်လားဒါပေမဲ့ဘယင်ကြီးလှုပ်တဲ့အလုပ်ကလည်းပဲတင့်တယ်လျှောက်ပတ်တဲ့အလုပ်ဖြစ်နေတော့တင့်တဲ့အလုပ်ဖြစ်နေတော့ तू မငင်းတာအဲ့ဒါနဲ့နေရှိသေး၍ဒီသားတော်ကနဲ့ तू နေတာဒီဘိက္ခုနီမလေးစောစောတုန်းကတရားအမြင်နေအင်မတန်ရင့်ကျက်နေပြီမဲ့လို့မိမိရင်သွေးနဲ့ပတ်သက်လာတော့တရားနှလုံးကိုကောင်းကောင်း तू မကျင့်သုံးနိုင်ဘူးအဲ့ဒါလိုဖြစ်တယ်အဲ့ဒါနဲ့ဒီသားလေးက9 နှစ်သားအရွယ်လေးရောက်လာတော့ပြေးလွှာဆော်ကစားအချင်းချင်းရံဖြစ်ကြတော့ဟဲ့အမိမဲ့သားအဖမဲ့သားအဲ့ဒီလိုပြောခံရတော့ကလေးကဘယင်ကြီးကိုသွားပြီးတော့မေးတာအမေပဲဆိုလေဟောဒီမောင်မတွေဟာမင်းအမေတွေပေါ့အမေဆိုတာတယောက်ပဲရှိရတာနော်ဟာငါဒီကလေးကိုတော့လှည့်စားလို့မဖြစ်ဘူးဆိုပြီးအမှန်တိုင်းပြောတာမင်းရဲ့အမေဟာဘိက္ခုနီမတစ်ပါးပဲဆိုတော့ကလေးကအင်မတန်တန်ဝေကရတယ်လို့ဆိုတယ်အဲ့ဒါနဲ့ဘုရင်ကြီးကိုခွန့်တောင်းတယ်သူအခုပဲကိုရင်ဝိပယစီရှင်သာမဏေပြုတ်ပေးပါအဲ့ဒါနဲ့ကလေးလေးကကျောင်းတော်မှာကိုရင်ဝိကလေးအနေနဲ့ရောက်လာတာအဲ့ဒီတော့မြတ်စွာဘုရားကစားစရာလေးတစ်စုံတရာပို့လို့ရှိရင်ဟဲ့ကတ္တပကိုပေးလိုက်စမ်းကလေးနာမည်ကကတ္တပဘယ်ကတ္တပတုံးဗျာကတ္တပတွေကအများကြီးဟေးမင်းသားကဖြစ်လာတဲ့ကုမာရကတ္တပကိုပေးလိုက်အဲ့ဒီမှာသူ့ရဲ့နာမည်ကိုကုမာရကတ္တပလို့တွင်တာနော်ပြောမယ်ဆိုတော့လည်းလိပ်ပတ်လိုက်အောင်ပြောရတယ်ဟုတ်လားအဲ့ဒီလိုနဲ့အဲ့ဒီရှင်ကုမာရကတ္တပကိုရင်ကလေးတဖြည်းဖြည်းနဲ့ကြီးလာတော့ယဟန်ပြုမေကတော့သားကိုတွေ့တလဲမတွေ့တလဲနဲ့ဒီလိုပဲနဲ့အဝေးကနေလွမ်းပြီးတော့နေရတာပေါ့ဟုတ်လားအဲ့ဒါနဲ့ယဟန်သစ်ကလေးဖြစ်တဲ့ရှင်ကုမာရကတ္တပတရားနှလုံးကျင့်သုံးမိမလို့တရားဓုမရမရတော့မြတ်စွာဘုရားကြီးကနေကမ္မထံဘာဝနာတွေတောင်းပြီးတော့အန္တဝံတောအုပ်ထဲကိုစပိတ်တလုံးသင်္ကန်းသုံးတယ်နဲ့ထွက်သွားတာတရားကျင့်မယ်အဲ့ဒီသတင်းကိုမေတော်ဘိက္ခုနီမကြီးကကြားလာငါသားတောထွက်သွားပြီတဲ့ငါသားကိုဒီနေ့ကစပြီးငါမတွေ့ရတော့ဘူးအဲ့ဒီလိုနဲ့နေတာအဲ့ဒါတောထဲရောက်တော့ဘယ်လောက်ကြာတော့ဆိုရင်12 နှစ်လောက်ကြာတယ်အဲ့ဒီတော့မှသူတရားဓုရတယ်တရားဓုရပုံလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်အနာဂံမြမကြီးအရင်ဘဝတုန်းကသူနဲ့တငယ်ချင်းတော်ဆက်ခဲ့တာကတ္တပမြတ်စွာဘုရားလက်ထက်တုန်းကယဟန်တော်9 ပါးတောင်ထိပ်ကိုတက်ပြီးတော့တရားအထုတ်တာဒီလူတွေကြားဘူးပါတယ်နော်ကျိုးလေကားနဲ့တက်ပြီးတော့လှေကားကိုဖြုတ်ချတာတရားဓုရရင်ရမရရင်အသေးအဲ့ဒါလောက်တရားကိုမျက်နှိုးတာအဲ့ဒါတပါးကယဟန္တာဖြစ်တယ်လေယဟန္တာဖြစ်တော့ငါရှင်တို့ကိုငါဆုံးခံကြွေးမယ်ဟေးအစာတုန်းကအဲ့ဒီဂတိကဝတ်မပါဘူးတို့လက်မခံနိုင်ဘူးသင်ချမ်းသာရာကြွလက်မခံဘူးဗျအဲ့ဒါနဲ့တပါးကြွသွားရောနောက်တပါးကအနာဂံဖြစ်တယ်ဇံပင်ញင်မှာရတယ်သင်တို့ကိုငါဆုံးခံကြွေးပေးရစီလက်မခံဘူးအဲ့ဒီအနာဂံမထေကသုတိစိတ်ကြတော့ဗြဟ္မပြည်မှာဗြဟ္မာသွားဖြစ်တာကျန်တဲ့၅ ပါးဘာတရားဓုမှမရဘဲနဲ့အဲ့ဒီတောင်ပေါ်မှာတင်အစာရည်စာပြတ်ပြီးတော့ပြန်တော်မူတယ်ပေါ့အဲ့ဒီ၅ ပါးတည်းကတပါးကရှင်ကုမာရကတ္တပနော်အဲ့ဒီမှာအနာဂံဗြဟ္မာကြီးကငါတငယ်ချင်းတွေဘယ်ရောက်နေတော့ဩအန္တဝံတောထဲမှာရှင်ကုမာရကတ္တပတရားနှလုံးကျင့်သုံးနေပါလားတရားဓုရအောင်ငါအကူအညီပေးမယ်ဆိုပြီးတော့သူကဆင်းလာတာဆင်းလာပြီးတော့ပြဿနာ15 ချက်မေးတာအဲ့ဒီပြဿနာ15 ချက်ကိုရှင်ကုမာရကတ္တပမဖြေနိုင်ဘူးအင်မတန်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ပါရှင်ကုမာရကတ္တပဒါပေမဲ့မဖြေနိုင်ဘူးအဲ့ဒီမေခွန်း15 ချက်ကိုလက်ဆောင်အနေယူပြီးတော့မြတ်စွာဘုရားကိုသွားပြီးတော့မေးတော့မြတ်စွာဘုရားကအဲ့ဒီ15 ချက်ကိုဖြေတယ်
Eri ame apshigo, Usino, Wamika Thudan, Subito, Tadanaroma, Tangayana Dentale. The Mabahudu Jawada Bukuri, Jabu Jalime. Wamika Thudan, Jabula. Jabu. Wamika Soda, Bamalu, Tombu Jilo, David Yan. Neneli Jonya when I ume Elusoy. Eh, take my yidi. Asa Sumbio, you know, Wamika Thudan go for the loop Shedoma, no? Made it, Jamajiga. Jahan. Tombuji the Lone Shide. Eddie Tombujiga, Nema, meet the home town. Ya, so you know, Migo the Uri 12. Eddie Tombujigo, Yampiana, they cheated, Tita Bamoka, Sea Jiga. Popia, Kaimbido, 2 years the Vego. Not ever meant it Tombujigo, 2 Zan, Kaine. Eddie Lo Kaine a Kajado. Eddie Tomburega, Bari, Tweed, Yai Tweed. No, that Jonia went out of my idea. Era de Tweedo. Now so Eddie Tomburega, Nakago Tweed. Jatana Sangaji. Eddie Nakago, the Mimpamatom Lune. She zit the Tweed, party Tweed, lady Tweed, Cindy Lone Tweed, Hola. Era Bari Lelu, Shinkumara Katabamati. Yaswa Piago, Domidoma, Yaswa Piaga Pira. Tombuji Sura, Dikana Guji. Tombujima about the Imyaji Shi. Dikana Gujima Leve, about the Imyaji Shi. Tombuji de Ma. Then the Yamsia, Chausia, Jonsha, the Tatawari, and Mumu Ku Ombido, Ne 90. Muiri, Kendi, Kinley Chori, Machine Mula. Dikana Guji de Ma, go Pugoni, Imyaji Mishibula. She did Mabe in Namui, in the Ninya Lubido, Nini Jaradi. Mamian Nanya Luda, Memo Nanya go. Hola, Dajan Tombosoda, Dikana Guji. Nema Mito Ho Daude Soraga, Kayagamu, Wazigamu, Nebioso, Lokan Bido, the car, the sorry Capido. Pioso, Lokan Nijara, Gurney. The about it, no? At a name of Alunide. Me down nida. Now ma but what did the pump shit young a loody lonida? Me doubt. Being era, Ujendi with the media telling me, Najan, they jendi with the media telling. Nyama miguri the Utare Suraga. Pedunga Vizuga Blubiora, a decupian bit of Madribula. Etangatu Blubian Yoma Shime, and Naga Golan Jomadribula. Siwa yidin but the Lumu yidin but the Bawa yidin but the Mew Makima Madribula. Era Migo Urare. A tweedy, a win Ubama Bira, no? Canadi with the Tombo Gidegani, Miguri 20. Eya no, or a bit of Matana Nebu, Baluya Mabali. Dambido Duirave. And the guys in my mia. Pinya sheep Yauja, so the Sea Giga of Yaswa Piago Piorari. Paupia Suraga Pinya Upiorari. Hola? Erima Yanshi, Luling a little kind of the bear Suragado, Chanda Genia, the Tawakari po. They are no Gendonia de Boguri po, no? Everlo, Wamika Tota. Shiboji a Joundi, then Shikumara Katabago, a John Pupil of shit. Eri Shikumara Katabaha, the Wamika Tota, Titanaroma, Lare, Ni, Dan Chinjan, Chuko do. Send name Yaude Nema. Send name Yaude a Chima bono. To her at the Wokon Kanlo, Jahana shit. Jahana Bibi, Soro, Yahankisha Bibi, Soro. To Jauno go Piambido Joala. Eri Lune, Yagaju Murema, the Nero. Ta Amine Yao, Sonka Yin and Tuja. Hola. Nadaline to later. Naukachi, Hobare, Dangadaliva. Shigane Dwaji, Dejare, a pea light. Mejiga. Made it so. Era Nadapi de Lugalebe. Oh, Meroji Laila, so Jenny. Baye Chibamogo, Gombido, Witcha. Napunian died Bido, Witcha. Zaka let to done. Adago Kuma Duyare. Meyega Chibamoma Shue. Edelo. Erilo a Chimuma. Shingumara Katabaga, Senzare. DJ Mangaya Merogo, Nunian, Jovione, Zakari, Piomesu. My yours in Judy that DJ Zibido, Mero, Melumala, Chisharo me.
ကျိုးတွေချီမှတော့ဘယ်လွတ်လပ်တော့မှာလဲဟုတ်လားအဲ့တော့ဒီအချိန်မှာကြမ်းတမ်းတဲ့စကားကိုငါပြောမှဖြစ်ဆေးကားကြီးတိုက်မှာဟုတ်လားအဲ့ဒါနဲ့ဘယ်နဲ့ပြောလိုက်တော့ဆိုတော့ဘိက္ခုနီမကြီးဘာတွေလုံရင်အချိန်ကုန်နေတာလဲယဟန်ပြုလာတာကြာလာပြီအခုချိန်ထိဒီချစ်ချင်းဆိုတဲ့တရားလေးတစ်ခုကိုတောင်မဖြတ်နိုင်သေးဘူးလားအော်လွန်းလို့မအေဖြစ်တဲ့ဘိက္ခုနီမကြီးကမော့ကြည့်သူနာသူမယုံနိုင်ဘူးငါသားဘယ်လိုပြောလိုက်တာထပ်ပြောတယ်ခမည်းကြီးဒီလောက်ကြာအောင်သူတော်ကောင်းတရားကျင့်သုံးနေတာဘာတွေလုံရင်းနဲ့အချိန်ကုန်နေတာလဲဒီချစ်ချင်းလေးကိုတောင်မှမဖြတ်နိုင်ဘူးလားဒီတော့ကြာနေတဲ့မျက်ရည်တွေရက်သွားတယ်စွမ်းတယ်နော်အေးအဲ့ဒါနဲ့သူကငါကတာနေ့တိုင်းညတိုင်းငါသားနဲ့သားစောကပ်ပြီးတော့တရားနှလုံးမကျင့်သုံးနိုင်တော့အောင်သားတောကတွေနဲ့စိုးရိမ်နေတာသူကတော့ကြည်စမ်းမအောင်ပြောရလိုက်တာအဲ့ဒါနဲ့မှင်တက်ပြီးတော့သားကိုဝှက်ချပြီးဘာမှနှုတ်တောင်မဆက်တော့ဘူးကျောင်းကိုပြန်သွားတာကျောင်းလေရောက်ပြီဆိုတော့ငါ့ကိုပြောတာချစ်ချင်းလေးတောင်မဖြတ်နိုင်ဘူးလားတဲ့ဟုတ်ပြီဆိုပြီးတော့အဲ့ဒီမှာသူတရားကျင့်တာအဲ့ဒီနေ့မှာပဲအတ္တဝေါကုန်ခံလို့ယဟန္တာဖြစ်တယ်ရှင်ကုမာရကတ္တပရဲ့ကျေးဇူးဆက်ပုံကလေးတိုက်လိုက်တဲ့ဆေးကားကြီးမစွမ်းဘူးလားစွမ်းတယ်နော်သူ့နေရာနဲ့သူပဲနော်ဒကာကြီးဒီမကြီးများသူ့နေရာနဲ့သူပဲနော်အေးအဲ့ဒါလို့သူတော်ကောင်းကြီးတွေဟာအရှိမြင်တာအဲ့ဒီတော့မှမေတော်ကြီးကသားကိုကျေးဇူးတင်ခြင်းတင်းနေမှာပေါ့ယဟန်တော်တွေကအဲ့ဒီမှာပြောကြကြည်စံသားအမိနှစ်ယောက်ယဟန္တာဖြစ်လို့တကယ့်ကိုအကျိုးရှိသွားကြပြီရှင်ဒေဝဒတ်အလိုရလူကိုလဲပေးလိုက်မယ်ဆိုရင်သူတို့သားအမိနှစ်ယောက်ကိုကျိုးနေပေါ့အခုမြတ်စွာဘုရားကိုအမိပြုရလို့သူတို့ချမ်းသာကြပြီလို့မြတ်စွာဘုရားကိုချီးကျူးကြတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကချက်သားတို့အခုမှဒီသားအမိငါ့ကိုအကြောင်းပြုပြီးတော့ချမ်းသာတာမဟုတ်ဟိုရှိတုန်းကလည်းချမ်းသာဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့နိရောဓဇတ်ဆိုတာကိုမြတ်စွာဘုရားဟောတယ်လူငယ်တွေအတွက်အပြေးလွှားလေးပြောပါဦးမယ်ဟုတ်လားတခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကနိရောဓဆိုတဲ့အမည်နဲ့ရွှေသမင်ဖြစ်တယ်နောက်ပါအကောင်900လောက်ရှိရှင်ဒေဝရတ်အလောင်းကလည်းပဲတာခဆိုတဲ့အမည်နဲ့ရွှေသမင်ဖြစ်တယ်နောက်ပါအကောင်900လောက်ရှိဗာရာဏသီပြည်ကိုအစိုးရတဲ့ပြမရမင်းကသမင်စားအင်မတန်ကျူးတယ်ဒါကြောင့်ရွာသားတွေကိုခေါ်ပြီးတော့အမြဲတမ်းတောလှယ်ရွာသားတွေကအလုတ်ပြက်တော့စိတ်ပြက်ပြီးတော့တိုင်ပင်စည်းဝေးပြီးတော့သမင်အုပ်စုကြီးကိုဘရင်ဥယျာဉ်နဲ့ရအောင်ခြောက်ပြီးတော့သွင်းတယ်ပြီးတော့ဘေးကနေပြီးတော့စီယိုးတွေကာထားလိုက်တယ်အရှင်မင်းနေရတနေ့တကောင်ပြစ်တက်ပြီးတော့စားပါအပ်ထားခဲ့တာအဲ့ဒီမှာဘုရင်ကြီးကတနေ့တကောင်မြားနဲ့ပြစ်တက်ပြီးတော့စားအဲ့ဒီလိုမြားနဲ့ပြစ်တော့သမင်တွေကကြောက်တော့တိုးကြခွေကြခြေထောက်ကြီးကျိုးကြမျက်လုံးတွေကန်းကြအဲ့ဒီတော့သမင်ကောင်းဆောင်2ဦးကတိုင်ပင်နဲ့စီဝေးတယ်သင်ရဲ့အုပ်စုကတကောင်တရက်တစ်လှည့်ငါအုပ်စုကတကောင်တရက်တစ်လှည့်အလှည့်ကြသေးပေးကြီးအသက်ခံကြီးသူတို့2ကောင်ကတော့ရွှေရောင်အစင်းရှိလို့မို့ဘုရင်ကြီးကဘေးမဲ့ပေးထားဥပတိတံပတ္တိအကျိုးကျေးဇူးကြီးတယ်နော်ရုပ်လှတယ်ဆိုတာအဲ့ဒါလိုအကျိုးကျေးဇူးရှိတယ်ဟုတ်လားတခါကြီးမိုက်မြရွှေသမင်ရွှေအယောင်မှုလို့ဗါတဲ့တော့အသက်မခံရဘူးဒါကြောင့်ဖြစ်လေရဘဝရုပ်လှအောင်မေတ္တာနာနာပွားကြနော်တခါကြီးမိုက်မြအေးထားပါတော့အဲ့ဒီလိုတိုင်ပင်စည်းဝေးတော့တကောင်တရက်တကောင်အသေးခံတနေ့တော့သမင်မာလေးတကောင်ကမျိုးကြီးနဲ့အဲ့ဒါနဲ့တာခသမင်မင်းရဲ့အုပ်စုကဆိုတော့တာခစီကိုသွားပြီးတော့သူကတောင်းပန်တယ်သူ့ကိုဒီသားကလေးဖွားပြီးဒီအထိစောင့်ပါသားလေးဖွားပြီးမှအသေးခံမရရှိဒီချိန်မှသိမယ်ဆိုရင်တော့သူ့သားလေးအချီးလေးသေးလိမ့်မယ်မိခင်မြစ်တာဒီတော့တာခသမင်ကတကောင်သေးရမဲ့လှဲ့ကိုတခြားတကောင်ကိုပြောင်းမပေးနိုင်ဘူးသင်မဲသေးအဲ့ဒီလိုပြောတော့ဒီသမင်ကကြမ်းထမ်းလိုက်တာနိရောဓတိသွားပြီးတော့အကူကြီးတောင်းမယ်ဆိုဘုရားလောင်းတီရောက်လာဒီတော့ဘုရားလောင်းကဒီသမင်သေးရမဲ့အရေးကိုဒီပြင်သမင်သေးရမယ်ဆိုရင်တော့မဖြစ်သင့်ဘူးအဲ့ဒီတော့ငါပဲအသေးခံမယ်သမင်မာလေးနဲ့အထဲထဲကသမင်လေးရဲ့အသက်ကိုဘုရားလောင်းကကဲတာအဲ့ဒါဆင်းနေတုံးပေါ်သွားပြီးတော့လဲဆင်းနေတော့
ဘုရင်ကြီးကဟဲ့သင်ကိုဘေးမဲ့ပေးထားတယ်မဟုတ်လားအဲ့ဒီမှာသမင်မာလေးအတွက်သူအသက်ဆွန့်တဲ့အကြောင်းပြောပြတော့ဘုရင်ကြီးကအံ့ဩတယ်လူတွေထဲမှာတောင်ဒီလောက်မြင့်မြတ်တဲ့စိတ်ရှိတဲ့လူသူမတွေ့ဘူးပါဘူးအဲ့ဒါနဲ့သမင်လေးအကုန်လုံးကိုဘေးမဲ့ပေးတာတတဝါတူတယောက်မြင့်မြတ်တဲ့စိတ်ထားပြလိုက်တာဘလောက်အကျိုးကြီးသွားလဲအဲ့ဒါတွေရလိမ့်မယ်လို့တော့မျှော်လင့်တာမဟုတ်ဘူးနော်အေးအဲ့ဒါနောက်တော့တိဋ္ဌာန်တွေအကုန်လုံးကိုပါဘေးမဲ့ပေးတာဒါဥစဉ်ကဇတ်တော်ကိုအချင်းချုပ်ပြီးတော့ပြောတာအဲ့ဒီသမင်မာလေးကလွတ်သွားတော့သမင်ကလေးဖွာလာတော့ရွှေရောင်သမင်ကလေးလှလိုက်တာသူ့သားကလေးပြေးနိုင်လွှားနိုင်တော့အဲ့ဒီသမင်မကဆုံးမတယ်သူ့သားလေးကိုနိရောဓမေဝသေဝေယနိရောဓမေဝနိရောဓကိုသာလင်သေဝေယမိဝဲစိကပ်ပါလောသာခန္တာခကိုနဥပတံဝတိမမိဝဲမရှိကပ်လေလင်ငါသာနိရောဓနဲ့ပေါင်းသာခနဲ့မပေါင်းနဲ့နိရောဓသမိန်နိရောဓရဲ့အထက်မှာမတန်သေးရခြင်းသည်သေရောမြတ်လှပေ၏သာခသမိန်သာခရဲ့ဓမ္မဇီဝိတအသက်ရှင်၍နေရခြင်းသည်နသေရောမမြတ်သေးသာသည်သာခသည်မှာရှင်သန်ရတာထက်နိရောဓသည်မှာသေလိုက်ရတာကမြတ်တယ်ပြောတဲ့စကားလေးမပိုင်ဘူးလားပညာရှိသူတော်ကောင်းနဲ့ပေါင်းရတာကောင်းတယ်လို့ပြောတာလူမိုက်စီမှာအခွင့်အရေးတွေရပြီးတော့အသက်ရှင်နေရတာတဲ့ပညာရှိသူတော်ကောင်းဒီမှာသေရတာကမြတ်တယ်လို့ပြောတာအဲ့ဒါနိရောဓဇတ်ပဲဗျနော်အဲ့ဒီဘဝတုန်းကလည်းဒီသားအမိငါကြောင့်ချမ်းသာဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီမှာချစ်သားတို့ဒီဘိက္ခုနီမသားကိုအာမကိုပဲနဲ့သူ့ကိုယ်သူအာကိုပြီးတော့ကောင်းတဲ့ကောင်းအောင်မြင့်မြတ်တဲ့မြင့်မြတ်အောင်ဆုံးမလိုက်လို့တကယ်အားကိုးရအရှိကိုရပြီချစ်ချင်းဆိုတဲ့ရိုင်းဆိုင်မှုကိုဖျက်နိုင်လို့ခုအားကိုးရကိုရပြီအဲ့ဒီမှာမြတ်စွာဘုရားကစောစောကဒကာကြီးဒကမကြီးများကိုဦးဇင်းတို့ရှင်းပြခဲ့တဲ့ဂါထာကိုဟောတာအတ္တာဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုဒံဒိနာနာထံလပတိတုံလပံအတ္တာဟိမိမိသည်သာလေအတ္တနောမိမိနာထောအာကိုရပါပေတည်းပရောမိမိမတဘာခြားသောကောပဲမြည်သောပုဂ္ဂိုလ်သည်နာထောအာကိုရသည်ကောတိယဖြစ်နိုင်ပါအနိအတ္တနာဟိမိမိသည်သာလေသုဒံဒိနာကောင်းစွာယဉ်ကျေးအောင်ဆုံးမလေသဖြင့်ဒုံလပံရနိုင်ခဲ့သောနာထအာကိုရာရှိမှန်တရားကိုလပတိရနိုင်ပေ၏ဣတိဤသို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်သည်ဤမံဂါထာဤတရားဒေသနာဂါထာတော်မြတ်ကိုအဟောစာမေတ္တာကရုဏာရှိထား၍ဟောကြားတော်မူခဲ့ပါပေသည်တကားကိုယ်သည်သာလင်ကိုယ့်ရဲ့အာကိုရာတခြားသောသူသည်ကိုယ့်အတွက်အာကိုရာမဖြစ်နိုင်ဘူးမိမိကိုယ်ကိုဆုံးမမှမြင့်မြတ်စင်ကြယ်လာပြီကောင်းတာတွေဖြစ်လာပြီဒါထက်ပိုပြီးတော့နားလည်အောင်ပြောရရင်ဒါနမှုသီလမှုဘာဝနာမှုဆိုတဲ့မြင့်မြတ်မှုတွေဖြစ်လာပြီဆိုရင်အာကိုရာအရှိအမှန်ကိုရပါပြီလို့ဒီအဓိပ္ပာယ်ကလေးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ငါဟာငါအတွက်အာကိုရာဖြစ်ရလားလို့ဒီမေးခွန်းကလေးကိုဒီဒေသနာတော်လေးနဲ့ညှိပြီးတော့အဖြေမှန်ထွက်အောင်တနည်းအားဖြင့်ကောင်းတဲ့အဖြေထွက်အောင်မမေးသင့်ဘူးလားအဖြေကောင်းထွက်အောင်လည်းမလုပ်သင့်ဘူးလားလုပ်သင့်တယ်ဒါနတွေပြုမယ်နှမျိုးဝန်တိုးနေလို့ရေရှည်မကောင်းဘူးပစ္စည်းဥစ္စာရောခန္ဓာကိုယ်ရောပိုင်ဆိုင်မှုတွေတနေ့ပြစ်သွားခဲ့ရမှာသိမ့်ပိုက်ထားတာတဲ့စွန့်လွတ်တာကပိုမြင့်မြတ်တယ်အဲ့ဒါလို့ကိုဆုံးမပြီးတော့ဒါနတွေဖြစ်အောင်မလုပ်သင့်ဘူးလားကိုယ်နဲ့နှုတ်ကိုဗျံပဒါမထားဘဲနဲ့စောင့်စည်းတဲ့သီလသီသာလည်းသူတော်ကောင်းတွေမြတ်နိုးတယ်တမာတိပညာတို့ရဲ့တရားမဲ့ဉဏ်ဖူးဉဏ်ရခြင်းရဲ့အကြောင်းဒါကြောင့်သီလတည်းဟူသောကောင်းမှုဖြစ်အောင်လုပ်သင့်တယ်လို့ဆုံးမပြီးတော့သီလတည်းဟူသောအာကိုရာကိုမရှာသင့်ဘူးလားတမာတိပညာဆိုတဲ့တရားတွေမသေးခင်မှာမသိသေးတာသိအောင်ငါလုပ်မယ်
အချိန်ဆိုတာဒီလိုကုံသွားတာပဲအချီးနီးချိန်ကုံသွားတာဒီမိုက်မင်းရရောက်တယ်လို့ဆုံးမပြီးတော့တမာရီတွေပညာတွေဖြစ်အောင်မလုပ်သင့်ဘူးလားအဲ့ဒါလို့လုပ်လို့တမာရီတွေပညာတွေရမယ်ဆိုရင်အားကိုးရမရဘူးလားရတယ်အဲ့ဒါလို့ကိုဒေသနာတော်မှာလာတဲ့နီးဘုရားရဲ့ကျေးဇူးတော်ကိုအကြောင်းပြုအမိပြုပြီးတော့ဆုံးမပြီးတော့ကောင်းတာတွေဖြစ်အောင်လုပ်နိုင်မှကိုဒီသာလဲကိုရဲ့အားကိုးရာအဲ့ဒါကိုရည်ရွယ်ပြီးတော့ဦးဇင်းတို့ကပြောတာအားကိုးရာလားနောက်ပြီးတော့ရန်သူလားအဲ့ဒါလိုမျိုးမဟုတ်ဘဲနဲ့ပြောင်းပြန်ကြီးဖြစ်နေမယ်ဆိုကြပါစို့နှမျိုးဝန်တူမှုတွေကလည်းခေါင်ခိုက်ပြီးတော့ဘယ်သူမှမပေးနိုင်ဘူးစောင့်စည်းမှုကလည်းဘာမှမရှိဘူးဒုတိလာကြီးအဖြစ်နဲ့နေရတမာရီပညာဘာမှမရှိဘဲနဲ့မေ့လျော့ပေါ့ဆပြီးတော့ဘဝကိုရေစုံမျောဖြစ်တယ်လို့ပဲနေမယ်အဲ့ဒါလိုဒုစရိုက်တရားတွေနဲ့ပဲနေမယ်